ကျွန်တော်မှာဖဲထုတ်တစ်ထုပ်ရှိတယ်တာမန်ဖဲချက်လေးတွေပါပဲဒီတွေကနေပြီးတော့မှပရိသတ်တစ်ယောက်ကိုတကတ်ကိုရွေးခိုင်းရမှာပေါ့ဒါပေမဲ့ကျွန်တော်ကဗီဒီယိုရိုက်နေတာဖြစ်တယ် spectator လည်းမရှိတဲ့အတွက်ကြောင့်မို့လို့ဒီတွေကနေပြီးတော့မှတကတ်ကို random ရေးပြီးကင်မရာဘက်ကိုပြလိုက်မယ်အဲ့ဒီကတ်ကိုတေချာလေးမှတ်ထားပေးပါကျွန်တော်လုံးဝမကြည့်ပါဘူးဆိုတော့ဒီတွေကနေပြီးတော့မှတကတ်ကို random ရွေးလိုက်ပါပြီအဲ့ဒီကတ်လေးကိုတေချာလေးမှတ်ထားပေးပါမှတ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီကတ်လေးကိုဖဲထုတ်ရဲ့အပေါ်ဆုံးမှာအခုလိုမျိုးပဲတင်လိုက်မယ်တင်ပြီးရတဲ့အခါမှာဖဲထုတ်လေးကိုတဝက်လောက်အခုလိုမျိုးချိုးလိုက်မယ်ပေါ့ဆိုတော့ဖဲထုတ်ခလေးလေးရောက်သွားပါပြီဒါပေမဲ့ခဏလေးပဲစောင့်ကြည့်လိုက်မယ်ဘာတွေထူးခြားသွားမလဲကျွန်တော်တို့တစ်ချက်ကြည့်ကြည့်အောင်ဟောခုနရွေးလိုက်တဲ့တကတ်ထဲရပဲနောက်ကျောအပြန်အောင်ဖြစ်ကိုပြောင်းသွားပါတယ်ကျန်တဲ့ကတ်တွေအကုန်လုံးကနောက်ကျောကအနီရောင်တွေကြီးပါပဲခုနက random ရွေးလိုက်တဲ့ကတ်လေးကိုစိတ်ထဲကနေစဉ်းစားပြီးနေပါကျွန်တော်ထင်တာမမဟုတ်ဆိုလို့ရှင်ခုနက random ရွေးတဲ့ကတ်လေးကဒီကတ်လေးလားမသိဘူးဆိုတော့သူ့တကတ်ထဲနောက်ကျောအယောင်ပြောင်းသွားတယ်ပေါ့ဟုတ်ပြီနော်ဆိုတော့ဟုတ်ပြီဒါလေးကိုခဏလေးဒီမှာထားလိုက်မယ်နောက်တစ်ခေါက်ကျွန်တော်တို့ထပ်ဆန်းကြည့်အောင်ဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့ကအခုဒီဟာကိုဖဲထုတ်လေးကိုရောသွားမယ်ပေါ့ရောနေတဲ့အချိန်မှာကိုကြိုက်တဲ့နေရာမှာရက်လို့ပြောရုံပါပဲဒါပေမဲ့ကျွန်တော်ကဗီဒီယိုရိုက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တနေရာမှာရက်လိုက်ပါမယ်ဆိုတော့ကြိုက်တဲ့နေရာမှာရက်လို့ပြောလို့ရတယ်နော်ဆိုတော့ဟုတ်ပြီကျွန်တော်ဒီလိုဖဲထုတ်လေးကိုအခုလိုမျိုးရောရပါမယ်ရောနေတဲ့အချိန်မှာပရိသတ်ကရက်လို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်သူကဒီဖဲလေးရောက်သွားတယ်ပေါ့ဆိုတော့အဲ့ကတ်လေးကိုတေချာလေးမှတ်ထားပေးပါမှတ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီဖဲအထက်လေးကိုဒီပေါ်မှာဒီလိုပဲပြန်တင်လိုက်ပါမယ်ဆိုတော့ဟုတ်ပြီခဏလေးစောင့်ကြည့်လိုက်မယ်ခုနလိုမျိုးပဲနောက်ကျောကထပ်ပြီးအယောင်ပြောင်းသွားပါလိမ့်မယ်ဟုတ်ပြီနောက်တစ်ခေါက်ကျွန်တော်တို့ထပ်ကြည့်ပါမယ်နောက်ကျောအယောင်ပြောင်းတဲ့ကတ်ကိုတော့ဒီဖဲထုတ်ထဲမှာမတွေ့ဘူးဆိုတော့နောက်ကျောအယောင်ပြောင်းတာဆိုလို့ဒီတကတ်ပဲရှိတယ်ဆိုတော့ဟုတ်ပြီခုနကဒုတိယတစ်ခေါက်မှတ်လိုက်တဲ့ကတ်ကိုတေချာလေးစဉ်းစားထားပြီးနေပါကျွန်တော်အခုဒီလိုလေးပဲလုပ်လိုက်မယ်ဆိုတော့ဟုတ်ပြီခုနကဒုတိယတစ်ခေါက်မှတ်လိုက်တဲ့ကတ်ကဒီကတ်ဖြစ်မယ်ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်